ပေးပါနေ့ကိန်းလောက်ရှိရတယ်လေ သမီးသပင်လာလူလာဒါနဲ့ဆို၄ချိန်ရှိသွားပြီပေါ့နော်ဟို၄ချိန်သပင်တစ်ခါလူတိုင်းနဲ့တစ်ခါဒီလိုက်ရှင်ဝတ်ပြီးတော့သပင်လူပြစ်တယ်ဘုံစီမှာပဲဒီသပင်လူပြစ်တယ်အခုလာလူလာလေအရင်တည်းကဟိုဘုံစီမှာသပင်လူနေကြလေဖြစ်တာရဲ့ပြီးတော့သပင်ပြန်ရှိထားတော့လေဒီဘုံမှာပဲဆက်လူမယ်ဆိုရဲစိတ်နဲ့ပဲသပင်ပြန်ရှိထားတာပေါ့နော်အခု၄ချိန်လူပြစ်တဲ့အချိန်ကြုံကြိုက်တော့ကတော့ဒီငလင်ဘေးကြီးလည်းဖြစ်နေရတယ်ဆိုတော့ဘုံကလည်းဒီငလင်ဘေးတွေမှာသူတရောင်းတနေရာနေကူညီပြီးတော့ဆောင်ရွက်ပေးနေတာဆိုတော့ဘုံဒီကူညီဆောင်ရွက်နေတဲ့နေရာမှာသူတရောင်းတနေရာနေသမီးလည်းအကျိုးရှိအောင်လို့ဆိုပြီးတော့ဒီစပင်ကျူရင်းနေပေါ့နော်ဘုံစီမှာကုတူပါဝင်နေတာဖြစ်ပါတယ် ဒီနှူးရင်းနဲ့ဒီလိုက်ရှိမှာခါရဲ ဒီလိုက်ရှိမှာဟုတ်ဒီလိုက်ရှိမှာတစ်ခါရဲဝင်မှာဒီလိုက်ရှိကတော့17ရက်ဝင်မှာပေါ့နော် ဒီလိုက်သပင်လူပြတာ၄ချိန်ရှိသွား ဒါ တယ် နဲ့ဆိုဒီလိုက်ရှင်စပင်နဲ့လူတယ်ဒီလိုက်ရှင်နဲ့ဝတ်တယ်ဆိုလို့ရှိရင်ဒီလိုလူရလဲ၄ခါရှိသွားလို့ဒီလိုက်ရှင်ဝတ်တာလဲ၄ခါရှိသွားတယ် ကောင်းပါပြီဒါကြီးခေါ်ပါရနော် ကျေးဇူးပါစကနေနောက်ချမိသားစုတွေလာလေလာတော့ဒီဘက်โอเคဟိုဒီဟိုဘက်တော့လာအကုန်လုံးလာဟိုတမိုင်းတွေလာလို့ရတယ်ပါရမီဖြည့်ကြတာပါရမီဖြည့်ကြတာသမီးကိုအကြောင်းပြုပြီးတော့ဒါအမေကြီးပါတိရရှင်တော့ဝတ်သွားနိုင်တယ်ပေါ့နော်အမေပါတင်တာဆိုဟိုဒါတင်ကန်နေပြီးဝယ်နေဒီထိတ်ကဟိုဆိုင်ဦးစင်ဖုန်းဆက်လို့ရတယ် ရတယ် ချက်ချင်း ချက်ချင်း ချက်ချင်းကပို့တော့နော် စုံလောက်ဆိုရပါတယ် ကဲဒါတော့နေတော့ဖွာတော့အတော်တို့ဖြစ်ပါတယ်ဒီတော့ဖွာတော့အတော်တို့ဖြစ်ပါတယ်ရှာပြီโอเค
ဟုတ်ပြီဒီပုံလေးဟုတ်တယ်ဟုတ်ပြီလေးချိန်မြောက်စပင်လူပြီးတော့ဒီလားရှင်ဝချင်းဖြစ်ပါတယ်ဒါကြီးတမီးဒီစားတမီးဒီစပင်းလေးကန်နေကန်အောင်ဆွဲတယ်ဟုတ်ပြီလို့လေအေးဟုတ်ပြီဆန္ဒတမိုင်းဒီကနေ့ဒီဆန္ဒထိုင်ဒီမှာချက်ဟဲ့ချိုးပဲတော့တခါဆွဲ ဟုတ်တယ်တခါလေးတခါဆင်း တစ်ခါလေးဆွဲလိုက် အေး ရတယ် ဒီတော့မှာဆင်းโอเคဝိထတမန်ချီအေးဟုတ်ပြီဒီရှိလို့ လုပ်ခဲ့စတိုင်း နာမည်လို့နာမည်ပေါ်သွားလား အမှန်ဆိုအလေးပေးတယ်ရရှိနေဆို သူပေါ်ဟုတ်တယ်ကလေးလေးနဲ့ဟာ အာ သမီးပါတယ်မဲဖူးမကြည်ညာတော့ဘူးမကြော်ညာတော့ဘူးလင်းလက်အာလင်းလက်ပါတော့ကောင်းချော်ကြီးရှော်တော့ဒါမျိုးကောင်းတယ်ပေါ့အဲ့လိုလားဟုတ်လားအာ နောက်တစ်ခါပြင်ပညာလို့ရတယ်လေ အဲ့လိုဖြစ်သွားပါတယ်အဲ့လိုဖြစ်သွားပါတယ် စေးပြန်လိမ့်ပြီးတော့ပြန်ပြီးတော့ဟောဖြစ် လေးချိန်မြောက်စပင်လူပြီးတော့လေးချိန်မြောက်သီလရှင်ဝတ်ချင်းဖြစ်ပါတယ်ဝတ်တိုင်းမှာလည်းပဲအရင်၃ချိန်ကတစ်လသီလရှင်တစ်လဝတ်ခဲ့တယ်ဒီက10ရက်ပေါ့နော်သမီး ဟိုက17ရက် 17ရက်17ရက်ကိုတဲပြူတော့ရိတ်တံမှာ100စက္ကန့်ဝင်ပါမယ်